ဒီတစ်ခါမှာတော့241ကိုရောက်ပါပြီခင်ဗျာ241ကတော့နေဤမနက်ဖြန်ရှိကန်ဤစော်ယူမနက်ဖြန်ရှင်ရှိလားတဲ့နေဤကြောင့်မနာကိုရှိဖွန်းတဲ့ယူမနက်ဖြန်ခဏလောက်တွေ့ကြလို့ပါတဲ့ပြည့်စုံငယ်ယူတောင်းမှပါတယ်နေဤမနက်ဖြန်ကတော့ဂျေကကျွန်တော်ကကွက်လက်ဤကကွက်လက်ရှိလို့ကွက်လက်ဤကဆော်ကွက်လက်ရှိပါတယ်တဲ့고한의 친구들을 만나기로 했어요. 모양이 같은 게 이제 트위버로 달로 봐라. 에라장 죄송해 요 담아 말에 내일 제가 내편가로 저너가 생나라 시도거너 생타라서로 생소무가 예소가 생소무 고한가 모양이 외위가 시위 장나가 펑အဲ့ဒါကြောတော့ကျွန်တော်တို့ကယေစုကိုပဲရွေးပေးရမှာပေါ့နော်ယေစုကီဣဆောဆောဟိနာရာရှိတော့တဲ့ကိုရရှင်ကတူရမနာကီလိုဟက်ဆောယမင်းမြန်တင်ချင်းနဲ့တွေ့ဖို့လောက်ထားပါတယ်အဲ့ဒါကြောင့်အဖြစ်မှန်ကနံပါတ်1ဖြစ်ပါတယ်오늘은 일요일입니다ဒီနေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်တဲ့콜라 오는 토요일이 없습니다. 그러가로 선생님이 피케바래. 디니가로 데니고네니 만니가로 선생님이 피케바래. 소비로 거유야마 피바래. 라자 만니가고 유야메 내이가 만nep편 모레가 드바카 어째가 만니가 그저게가 때문에 만니가 서로အဖြစ်မှန်ကတော့အော်ကျဲဖြစ်ပါတယ်မနေ့ကတော့စနေနေ့ဖြစ်ခဲ့ပါတယ်ဒါဆိုရင်243ကိုဆက်သွားပါမယ်ခင်ဗျာ243ကတော့ onuron နဲ့ဒီနေ့ကတော့ uri စာမိုရှိတယ်ကျွန်တော်တို့ရုံငန်းရဲ့ကွက်လက်ဤကတဲ့ကွက်လက်ကခွန်ကျန်းနဲ့ဆွမ်နေတာဖြတ်သွားခဲ့ပါတယ်တဲ့စာမိုရှိအနိနမှုတော်ဝဆော့ရုံငန်းတွင်းကအရန်ကိုပူလွန်းနေလို့ဣဒီဟာစုကဟောတော်ဆွမ်နေတာအလုပ်ကိုကောင်းကောင်းမလုပ်နိုင်ဘူးတဲ့အဲ့ဒါကြောင့်ဒီနေ့ကတော့ကျွန်တော်တို့ရုံငန်းကခွက်လက်ကပြတ်သွားခဲ့တယ်ရုံငန်းအတွင်းမှာအများကြီးပူနေလို့အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးဒါဆိုရင်ရုံငန်းအတွင်းမှာဘာကပြတ်သွားလဲဆိုတော့အဲကွန်းပေါ့နော်အဲကွန်းပြတ်သွားလို့ပူနေတာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲကွန်းကိုရှာရမှာဖြစ်ပါတယ်နေချန်ကိုရေကတက်တာအဲကွန်းကအဲရောကွန်းစတဲ့ကြီးကဝစ်စော်ဆက်တယ်လီဗီဇွန်ကတယ်လီဗီဇွန်ဖြစ်ပါတယ်အဲ့ဒါကြောင့်အဖြစ်မှန်ကနံပါတ်2ဖြစ်ပါတယ်ဟိုနိုရိုအရီဆာမှုရှိတဲ့ရောကွန်းဤကွန်ဂျန်နဲ့ဆွမ်နေတာစာမှုရှိအနေနမှုတော်ဝဆောဤရူဟာစုကအော်ရဆွမ်နေတာအဆိုရင်အဖြစ်မှန်ကနံပါတ်2ဖြစ်ပါတယ်ခင်ဗျာ244ဝေကုခဲ့တဲ့နာကလျောမြောင်နိုင်ငံသားကိုထွက်သွားမယ်ဆိုရင်နိုင်ငံသားကိုသွားဖို့လုပ်မှဆိုရင်ကွက်လက်ဤကကွက်လက်ကပန်နုရှိသေးကြပေါ့ဤစောရဟဲယိုရှိရမှာဖြစ်ပါတယ်တဲ့ဒီကောဆိုဒီယာကိုတဲ့ဝေကုကနေနိုင်ငံသားတွေရဲ့ရှင်ပွန်ကျွန်းဒီကောစညိုအပုံတင်လိုပါပဲတဲ့အဲ့ဒါဆိုတော့ကျွန်တော်တို့ရဲ့မှတ်ပုံတင်လိုပဲဖြစ်တယ်ဆိုတော့ passport ဖြစ်ပါတယ် passport ကကျွန်တော်တို့ရဲ့မှတ်ပုံတင်ဖြစ်ပါတယ်အဲ့ဒါကြောင့်အဖြစ်မှန်ကရောကွမ်ဖြစ်ပါတယ်ရောကွမ်ကနံပါတ်3ဖြစ်ပါတယ်ခင်ဗျာဝကူကဲနာကလောမြောင်နာကြောင့်တော့မယ်ဆိုရင်ရောကွမ်ဤပန်တွရှိဤစောရဟဲယိုဤကောဆောဝကူကနေရှင်ဘွန်ကျွန်းဤကောတညိုအဲ့လိုဆိုရင်ရပါပြီခင်ဗျာဖေမှန်ကရောကွမ်ဖြစ်ပါတယ်နံပါတ်3ဖြစ်ပါတယ်ခင်ဗျာ245မူကောင်းနှုံးတဲ့ပစ္စည်းကိုစံရဲဝယ်ပြီးတဲ့နောက်မှာတဲ့ဘန်လို့ရှိသေးကြပေါ့ကွက်လက်ကိုတဲ့ဘတ်တို့ဆက်ရလက်ခံရရှိပါတဲ့ရယူလိုက်ပါပေါ့နော်မူကောင်းနှုံးပစ္စည်းကိုတဲ့ကိုဟန်ဟာကောနာပြ
ပြန်လဲတာဖြစ်ဖြစ်တဲ့ဝန်ဘူးပတ်တွန်းတဲ့ပြန်ငွေရရှိတဲ့အခါမှာအဲ့ဒါကလိုအပ်ပါတယ်အဲ့ဒါကြောင့်မူကောင်းတဲ့ပစ္စည်းကိုဝယ်တဲ့နောက်မှာဘာလို့ချစ်တဲ့ကြပါကွက်လက်ကိုဖဲလို့စေရလက်ခံရရှိပါတဲ့ကွက်လက်ကိုရယူလိုက်ပါမူကောင်းတဲ့ရောဝဲဟာကောနာပစ္စည်းကိုလဲတာပဲဖြစ်ဖြစ်ပြန်ငွေလက်ခံတာပဲဖြစ်ဖြစ်အဲ့ဒါကလိုအပ်ပါတယ်အဲ့ဒါကြောင့်ဖြေကနံပါတ်1ကဒုံကငွေကြေးဒုံကပတ်စံပူချမ်းကထုတ်ပိုးတဲ့ကာတွတ်ကအကျွေးဝယ်ကရောင်စုကျွန်းကပြေးစာအဲကြောင့်တင့်တော်တဲ့အဖြေကတော့ပြေးစာဖြစ်ပါတယ်ပြေးစာရရှိမှပစ္စည်းလဲတာတို့ငွေလက်ခံတဲ့အခါငွေပြန်တဲ့အခါမှာပြေးစာလေးနဲ့ဆိုတော့ပို့ပြီးဆင်ပြေတာဖြစ်ပါတယ်အဲကြောင့်အဖြေမှန်ကနံပါတ်4ဖြစ်ပါတယ်ခင်ဗျဒီနေ့တော့ငါပုတ်ပဲတင်ပေးတိုက်ပါတယ်နောက်နေ့ဒီမှာဆက်တင်ပေးပါဦးမယ်ခင်ဗျအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ